ကျွန်တော်တို့လူမျိုးတွေစာမတက်စာမဖတ်လို့ဒုက္ခရောက်ပြီးပြီဒီဘောမင်းပါတော်မူတာစာမဖတ်လို့ပါစာမတက်လို့ပါကျွန်ဖြစ်တာစာမဖတ်လို့စာမတက်လို့စာဖတ်နည်း၃နည်းရှိပါတယ် read by reading ရှေ့မှာစာအုပ်တွေရောက်နေတယ်ဝယ်ဖတ်တာစာအုပ်တော့1500 2000နဲ့မနည်းဘူးဗျကျွန်တော်တို့ဝင်နဲ့စာအုပ်ဈေးကနည်းနည်းကြီးနေတယ်ဗျဖတ်ဖို့မလွယ်ဘူး reading လုပ်ဖို့အတွက်ကျွန်တော်တို့နိုင်ငံရဲ့ဝင်ငွေထွက်ငွေတနည်းအားဖြင့်စာအုပ်ဖတ်ဖို့အတွက်မျက်လုံးကနှလုံးတစ်နေ့မှာ24နာရီတယ်လီဖုန်းတွေရောကြည့်စရာရှုစရာတွေနဲ့ကျွန်တော်တို့စာဖတ်အားတွေနည်းလာတယ် read by reading ကောင်းပါတယ်သို့တော်ကျွန်တော်တို့အချိန်သိမ့်မပေးနိုင်ဘူးဒုတိယစာဖတ်တဲ့ဤပိုကောင်းတာတော့ read by listening read by listening means စာပေဟောပြောပွဲ in မြန်မာပေါ့ဗျာနားနဲ့စာဖတ်တာမြန်မာဓလေ့ဗျအခုမှစတာမဟုတ်ဘူးနော်မဟာတက္ကရာ103ဝါဇောလပြည့်နေ့ညဦးရံမှာပြင်စဝက်ကြီး9ဦးကိုတမ္မာသမုဒ္ဒဖြစ်တော်မူတဲ့မြတ်စွာဘုရား read by listening များပြင်စဝက်ကြီး9ဦး read by listening ရှင်ကိုနေညာကြီး listening လို့ရင်းနဲ့ good understanding ဖြစ်ပြီးတော့သောတာပန်ဖြစ်သွားတာလေ read by listening ဒီနေ့ဟာစာဖတ်တဲ့ပွဲပါကျွန်တော်တို့သိတာလေးတတ်တာလေးမှတ်ထားတာလေးတက်လာကြည့်တော့မဟုတ်ပါဘူးကျွန်တော်တို့နည်းနည်းပါးပါးလေးသိတာဝေမျှကျုပ်လိုပြောဦးမယ်ဗျလေဒီဆရာတော်ဘုရားကြီးလက်ပတောင်းတောင်ပါလေတရင်သုံးတဲ့လေဒီဆရာတော်ဘုရားကြီးရောက်ဖို့အောင်တော့သွားကြည့်ထားအောင်မကြခင်မှာတောပြောင်တောင်ပြောင်နော်ထားပါတော့ဗျာလေဒီဆရာတော်ဘုရားကြီးပြောဦးတာရှိတယ်သူကသူ့ရဲ့တပည့်တော်ဝါကတွေပြောတာငါကွာတဲ့စာအုပ်400လောက်လဲဖတ်ပြီးသွားရောတော်တော်လူရဝင်တာကွာတဲ့လေဒီဆရာတော်ဘုရားကြီးပြောတာလက်အုပ်ချပြီးဆရာတော်ဘုရားကိုရှ िख ိုးဥတင်ပါလေဆရာတော်ဘုရားတပည့်တော်ကတော့စာအုပ်40လောက်ဖတ်ပြီးလူပေါ်လူစော်လုပ်နေတာပါတိတ်တက်လာချင်မဟုတ်ပါဘူးရိုးသေးစွာဝန်ခံပါလေစာဖတ်ရင်ဒီလိုပဲလူရဝင်တာကျွန်တော်ကိုတွေ့ပြန်